ကျွန်တော်ရဲ့တိုင်းပြည်မှာအပြောင်းလဲဟာတကယ်ကိုဖြစ်သွားခဲ့ပါပြီပြီးခဲ့တဲ့9နှစ်တာကာလနိုင်ငံရေးအကျက်တဲကနေတက်လာနိုင်ပြီးတော့ပုံမှန်နိုင်ငံရေးလမ်းကြောင်းပေါ်တက်လာနိုင်ခဲ့တာဟာကျွန်တော်တို့ကဝမ်းသာဂုဏ်ယူရမှာဖြစ်ပါတယ်တချို့တွေကလည်းစစ်သားတွေယူနီဖောင်းချွတ်ပြီးတော့နိုင်ငံတော်တမ္မရဒုတမ္မရနဲ့ဝန်ကြီးချုပ်တွေဖြစ်နေတာဝန်ယူတဲ့အတွက်ကြောင့်မို့လို့ဒါဟာဘာမှမထူးခြားပါဘူးကွာလို့ပြောကြပါလိမ့်မယ်လူတူရင်တော့မှပဲမူမတူတော့ပါဘူးပြီးခဲ့တဲ့15နှစ်တာကာလပတ်လုံးမှာဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကတက်မတော်ကာကွယ်ဦးစီးချုပ်ဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့ကာလအတွင်းနိုင်ငံတော်တမ္မရ30ယာယီသမ္မတဦးမြင့်ဆွေပါပေါင်းလိုက်မယ်ဆိုတော့40တိုင်တက်မတော်ကာကွယ်ဦးစီးချုပ်ကတယောက်တည်းဖြစ်ပါတယ်အခုချိန်ကာလမှာဗိုလ်ချုပ်မွေးမင်းအောင်လှိုင်ကတက်မတော်ကာကွယ်ဦးစီးချုပ်ယာတုကိုလွှဲပြောင်းပြီးတော့ဒါနိုင်ငံတော်တမ္မရအဖြစ်နဲ့ရွေးချယ်ခံတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါဟာကြီးမားတဲ့အပြောင်းလဲဖြစ်ပါတယ်မြန်မာနိုင်ငံရဲ့နိုင်ငံရေးအခင်းကျင်းမှာတက်မတော်ကာကွယ်ဦးစီးချုပ်အပြောင်းလဲဟာတမ္မရအပြောင်းလဲလောက်ကိုအရေးကြီးတယ်လို့ကျွန်တော်အချင်းချင်းခါပြောခဲ့ပြီးဖြစ်ပါတယ်ဗိုလ်ချုပ်မွေးစောမောင်ကိုဒါဗိုလ်ချုပ်ကြီးနေဝင်းကနေပြီးတော့မှဦးနေဝင်းကနေပြီးတော့မှလွှဲပြောင်းပြီးတော့တာဝန်ပေးခဲ့တယ်နောက်ပြီးတော့ဦးစောမောင်စီကနေပြီးတော့မှဦးတန်းရွှေကနေပြီးတော့ပြောင်းလဲပြီးတာဝန်ယူခဲ့တယ်အဲ့တော့ဦးတန်းရွှေကပြောင်းလဲတာဝန်ယူခဲ့တဲ့အခါမှာတက်မတော်ကာကွယ်ဦးစီးချုပ်ဆိုပြောင်းလဲတော့တာဒီစနစ်ကဒီစနစ်ပဲဒီမူကဒီမူပဲလူသားပြောင်းတော့တာမူမပြောင်းတာရှိပါတယ်တကယ်တမ်းကျလို့ရှိရင်ကျွန်တော်တို့ကမူပြောင်းမှုကအဓိကသာဖြစ်ပါတယ်ဗိုလ်ချုပ်ကြီးတိန့်စိန်အဖြစ်ကနေပြီးတော့တမန်တော်ရဲ့ဦးသိန်းစိန်အဖြစ်ကိုပြောင်းလဲလာတဲ့အခါမှာကျွန်တော်မြန်မာနိုင်ငံမှာထင်ရှားသိတာပြောင်းလဲတဲ့အရာတွေအများကြီးဖြစ်ပေါ်ခဲ့ပါတယ်အဲ့တုန်းကလည်းဗိုလ်ချုပ်ကြီးအဖြစ်ကနေပြီးတော့အငိမ့်စားယူပြီးတော့ဒါနိုင်ငံတော်တမန်တော်အဖြစ်နဲ့ရွေးချယ်ခံခဲ့တာပဲဖြစ်ပါတယ်နောက်ပြီးတော့တော်လိုင်းကောင်စီခေတ်တုန်းကလည်းဗိုလ်ချုပ်ကြီးနေဝင်းဟာဒါဆိုရှယ်လစ်တပါတီအနေနဲ့တမန်တော်အဖြစ်နဲ့ပြန်လည်ရွေးချယ်ခံခဲ့ရတာရှိပါတယ်ဆိုလိုတာကမြန်မာနိုင်ငံရဲ့တမိုင်းမှာဗိုလ်ချုပ်ကြီးတွေဟာယူနီဖောင်းချွတ်ပြီးတော့နိုင်ငံရေးလမ်းကြောင်းပေါ်တက်လာခဲ့တာဟာအစင်လာရှိပါတယ်ဗိုလ်ချုပ်အောင်ဆန်းသည်ပင်လင်ဒါဗိုလ်ချုပ်ယာတုကိုစွန့်ပြီးတော့အရက်ဖက်ယာတုကိုဒါဒီအာဇာနည်ဖြစ်ရမတိုင်ခင်မှာပြောင်းလဲပြီးတော့တာဝန်ထမ်းဆောင်ခဲ့တာရှိပါတယ်အဲ့တော့ဝန်ကြီးချုပ်အနေနဲ့ပေါ့နော်တာဝန်ထမ်းဆောင်ခဲ့တာရှိပါတယ်အခုလိုမျိုးတက်မတော်သားတွေဟာအငိမ့်စားယူပြီးတော့နိုင်ငံရေးလမ်းကြောင်းပေါ်တက်လာခဲ့တာဟာဒါဟာအစင်လာရှိပါတယ်ဗိုလ်ချုပ်အောင်ဆန်းဒီဗိုလ်ချုပ်ကြီးနေဝင်းနောက်ပြီးတမန်တော်ရဲ့ဦးသိန်းစိန်ပေါ့နော်ဗိုလ်ချုပ်ကြီးသိန်းစိန်နောက်ပြီးတော့အခုတမန်တော်ရဲ့ဦးမင်းအောင်လှိုင်အခက်အထိကိုဒါအငိမ့်စားယူပြီးလို့ရှိရင်နိုင်ငံရေးလမ်းကြောင်းပေါ်တက်လာခဲ့တာဟာအစင်လာရှိပါတယ်နောက်ဆုံး NLD ရဲ့အကြီးအကဲနိုင်ကဦးတင်ဦးတောင်မှပဲတက်မတော်ကာကွယ်ဦးစီးချုပ်ဟောင်းဗိုလ်ချုပ်ကြီးတင်ဦးကနေပြီးတော့ဒါ NLD ထဲမှာသူကိုယ်တိုင်ထောင်မှာပဲတမန်တော်ဖြစ်ဖို့အတွက်ကိုရည်မှန်းချက်တွေရှိခဲ့ဘူးပါတယ်ဒါအသက်ကြီးသွားတဲ့အတွက်ကြောင့်မလို့တော့သူကနောက်ပိုင်းတော့ဒီယာရုတွေမယူနိုင်ခဲ့တာဖြစ်ပါတယ်ဆိုလိုတာကကျွန်တော်မြန်မာနိုင်ငံမှာလူကိုပဲကြည်ပါတယ်တကယ်တော့စနစ်တွေမှုတွေကိုကြည့်ရမှာဖြစ်ပါတယ်အင်္ဂလိပ်တွေဟာစနစ်ကိုအမတန်လေးထားတဲ့လူမျိုးဖြစ်ပါတယ်ဒါကြောင့်မလို့ကျယ်ဝန်းတဲ့ကဘာကြီးကိုသူတို့နေပါတဲ့လူမျိုးလေးနဲ့စနစ်တကျအုပ်ချုပ်နိုင်ခဲ့တာဖြစ်ပါတယ်ကျွန်တော်မြန်မာနိုင်ငံကတော့လူကိုအဓိကထားတာဖြစ်ပါတယ်မူကိုအဓိကမထားပါဘူးကျွန်တော်မြန်မာနိုင်ငံမှာဥပဒေတွေကိုအဓိကထားရမယ်မူဝါဒတွေကိုအဓိကထားရမယ်စနစ်တွေကိုအဓိကထားရမယ်ဘယ်သူပဲတက်လာစနစ်ကောင်းလို့ရှိရင်တိုင်းပြည်ကမပြတ်ပါဘူးကျွန်တော်မြန်မာနိုင်ငံမှာစနစ်မခိုင်မာလို့တိုင်းပြည်ဟာခဏဖယိုဖယဲဖြစ်ခဲ့တာဖြစ်ပါတယ်ဂျပန်ဝန်ကြီးချုပ်ကိုအီဇူမိနောက်ပိုင်းတက်လာတဲ့ဝန်ကြီးချုပ်တွေဟာခဏလေးနဲ့အနားယူသွားတဲ့ဝန်ကြီးချုပ်များပါတယ်ဒါပေမဲ့ဂျပန်နိုင်ငံ institution ခိုင်မာတဲ့အတွက်ကြောင့်မလို့ဂျပန်နိုင်ငံဟာတိုးတက်တဲ့နိုင်ငံတည်ငြိမ်တဲ့နိုင်ငံအဖြစ်နဲ့ကိုခုချိန်ထိကိုရပ်တည်နိုင်ပါတယ်အင်္ဂလန်နိုင်ငံလည်းဒီတိုင်းပါပဲဒီ UK လည်းဒီတိုင်းပါပဲဝန်ကြီးချုပ်တွေပြီးခဲ့တဲ့9နှစ်တာကာလတည်းမှာအရန်ကိုအပြောင်းလဲများခဲ့တယ်ထရီဇာမေကနေပြီးတော့အခုလက်ရှိဝန်ကြီးချုပ်ထိကိုအပြောင်းလဲတွေအရန်များခဲ့ပါတယ်နှစ်ရှည်လာများအုပ်ချုပ်နိုင်တဲ့ဗြိတိရှဝန်ကြီးချုပ်ဆိုတာခက်ရှာပပလို့ပြောရမှာဖြစ်ပါတယ်ဒါပေမဲ့တိုင်းပြည်ရဲ့ institution နဲ့စနစ်ဟာခိုင်မာတဲ့အတွက်ကြောင့်မလို့ဘယ်သူဟာပဲတက်လာပြီးတာဝန်ယူဒါအဆင်ပြေတဲ့အနေအထားမျိုးရှိပါတယ်ကျွန်တော်မြန်မာနိုင်ငံမှာလည်းလူကိုအခြေမခံမဲနဲ့မူနဲ့စနစ်နဲ့ဥပဒေနဲ့ကိုအခြေခံတဲ့နိုင်ငံတနိုင်ငံဖြစ်အောင်စူးစမ်းရမှာဖြစ်ပါတယ်ခု EAO ကိစ္စတွေနဲ့ပတ်သက်ပြီးတော့လဲတက်မတော်ဟာအနှစ်ပေါင်း80နီးပါးဆိုတော့သင်ခန်းစာလည်းရတဲ့မှာပြီ EAO တွေဟာတကယ်တမ်းငြိမ်းချမ်းရေးကိုလိုချင်တာမျိုးမဟုတ်ပါဘူး strong ဖြစ်တဲ့အစိုးရတောင်းတင်းခိုင်မာတဲ့အစိုးရလက်ထက်မှာငြိမ်းချမ်းရေးဆိုတဲ့စကားကိုပြောမယ်ဘို့အစိုးရအားနဲ့လာလို့ရှိရင်ပုံကန်တိုက်ခိုက်မယ်အင်အားစုမယ်ပုံကန်တိုက်ခိုက်မယ်ဒါကိုပဲထက်ချီတလဲလုံနေတဲ့အတွက်ကြောင့်မလို့တဏီမမှန်နဲ့လက်နက်ကင်တွေကိုလည်းအပြက်ကိုရှင်းပစ်ပြီးတော့ဒါပြည်သူ့အုပ်ချုပ်ရေးကိုအခိုင်အမာတည်ဆောက်မှာဖြစ်ပါတယ်လက်ရှိအစိုးရလက်ထက်မှာနိုင်ငံတော်အတိုင်ပင်ခံကောင်စီပဲကြီးကြီးအစိုးရပဲကြီးကြီးမှာတိုင်းရင်းသားလူမျိုးပေါင်းစုံပါဝင်နေတာတွေ့ရမှာဖြစ်ပါတယ်နောက်ဆုံးတက်မတော်အကြီးကဲထိပ်ပိုင်းတွေမှာတော့မှာပဲမွန်လူမျိုးရှမ်းလူမျိုးစတဲ့ဒီလူမျိုးတော်တော်များများရခိုင်လူမျိုးပေါ့လူမျိုးတော်တော်များများဟာတက်မတော်ထဲမှာပါဝင်တာကိုတွေ့ရမှာဖြစ်ပါတယ်ဒါပေမဲ့တက်မတော်ဟာရခိုင်လူမျိုးကြီးဗိုလ်ချုပ်ကြီးဘသူဆိုတာကတော့တက်မတော်မကြည်ညာပါဘူးရှမ်းလူမျိုးကြီးဗိုလ်ချုပ်ဘသူဆိုတာမကြည်ညာပါဘူးဘာကြောင့်လဲဆိုရင်
တက်မတော်ဟာလူမျိုးရေးကိုရှေ့တန်းတင်တဲ့အဖွဲ့အစည်းမဟုတ်ပါဘူးပြည်ထောင်စုအရေးကိုရှေ့တန်းတင်တဲ့အဖွဲ့အစည်းဖြစ်တဲ့အတွက်ကြောင့်မလို့ဘယ်ဗိုလ်ချုပ်ကတော့ဘာလူမျိုးနာကချင်းသူပြောမှာမဟုတ်ပါဘူးเนาะနာမည်ပဲပြောမှာဖြစ်ပါတယ်နောက်မှအချင်းချင်းသိရမှသာအော်ဒီဗိုလ်ချုပ်ကချင်းလူမျိုးတို့ဒါသူ့ရဲ့အဖေကမွန်တို့ဒါတွေရင်းနှီးကျွမ်းဝင်မှသာသိရတဲ့ကိစ္စဖြစ်ပါတယ်တက်မတော်သားတယောက်ဖြစ်သွားပြီဆိုရင်ပြည်ထောင်စုစိတ်ဓာတ်နဲ့ပဲအသက်ရှင်တာဖြစ်ပါတယ်လူမျိုးရေးခွဲခြားမှုနဲ့အသက်မရှင်နိုင်အောင်ကျွန်တော်တို့နိုင်ငံတော်ကနေပြီးတော့တင် जा ပြီးတော့ပြသခဲ့ပြီးဖြစ်ပါတယ်ဒါကြောင့်မို့လို့ခုတက်လာတဲ့အစိုးရဟာလည်း EAO တဏိမှန်မှန်တဲ့ပုံကိုယ်တွေကိုအပြည့်ရှင်းလင်းနိုင်မှတိုင်းပြည်ရဲ့ရေရှည်နိုင်ငံရေးရေရှည်စနစ်ကိုတည်ဆောက်နိုင်မှာဖြစ်ပါတယ်ဒီစနစ်တွေဖာစာလာပါလာခေကနေပြီးတော့ခုချိန်ထိကိုပြတ်သုံးနေရတာဟာဒီ EAO ကိစ္စတွေဖြည့်ရှင်းနေရတဲ့အတွက်ကြောင့်မလို့တိုင်းပြည်ဟာစနစ်တစ်ခုပြီးတစ်ခုကိုပြိုလဲပြီးတော့ထပ်မံတည်ဆောက်နေရတာဖြစ်ပါတယ်ဖာစာပါလာခေရဲ့နံပါတ်1ရန်သူကတော့ဘာကာပါနဲ့ KNU ပဲဖြစ်ပါတယ်မဆလာခေရဲ့ရန်သူဟာလည်းဘာကာပါနဲ့ဒီတိုင်းသားလက်နက်ကင်တွေ KNU တွေပဲဖြစ်ပါတယ်နောက်ပြီးတော့တက်မတော်ဒီနိုင်ငံတော်အေဂျင့်တာရဲ့ဖွံ့ဖြိုးရေးကောင်စီဗိုလ်ချုပ်ကြီးစောမောင်တို့ဗိုလ်ချုပ်မူကြီးတန်းရွှေတို့ခစ်တုံးကတော့ဒီ EAO တွေနဲ့လက်နက်နဲ့ငင်းချင်းလဲလဲတယ်ဆိုပြီးတော့သူလဲခုတ်ကိုလဲခုတ်သူလဲတူကိုလဲတူဆိုပြီးတော့စီးပွားရေးအပြိုင်ကျဲခဲ့တဲ့အတွက်ကြောင့်တရုတ်နဲ့လည်းအဆင်ပြေတဲ့အတွက်ကြောင့်မလို့ဘယ်ရှမ်းမြောက်ကတိုင်းရင်းသားမှဘယ်ကချင်မှတိုက်ပွဲမဖြစ်ခဲ့ပါဘူးဒါပေမဲ့အဲ့ဒီ20ကာလအတွင်းမှာစီးပွားရေးတောင်တင်းခိုင်မာလာတဲ့ EAO တွေဟာအသစ်တက်လာတဲ့သမ္မတဦးသိန်းစိန်အစိုးရနဲ့ဒီမြန်မာအရသာအစိုးရတွေအပေါ်မှာပြင်းပြင်းထန်ထန်တိုက်ခိုက်မှုတွေပြုလုပ်လာနိုင်မှာဖြစ်ပါတယ်အထက်မှာအင်အားအကြီးဆုံးဆို UWSA ပါ UWSA ဆိုအရင်တော့မွဲဆုပ်ချနေတဲ့ဘာကပါရဲ့တက်ဖွဲ့ဟောင်းလေးပါဒါပေမဲ့ဗိုလ်ချုပ်ကြီးခင်ညွန်းနဲ့အပြစ်ခက်ရဆဲပြီးတော့ငင်းချင်းကာလာတိစောက်နိုင်တဲ့အချိန်ကာလတစ်ခုတွင်းမှာဒါပေါ့ယူချန်တို့ခေါင်းဆောင်တဲ့ဝအစိုးရအဖွဲ့ဟာအင်အားတောင့်တင်းလာတဲ့အတွက်ကြောင့်မလို့ဗဟိုအစိုးရကိုစိန်ခေါ်နိုင်ပြီးတော့လက်နက်ကင်တွေကိုလက်သက်မွေးနိုင်တဲ့အခြေအနေရှမ်းမြောက်နဲ့ရှမ်းရှေ့မှာဩဇာဖြန့်ကျက်နိုင်တဲ့အခြေအနေကိုရောက်ရှိလာတာပါဒါကြောင့်မလို့ယောဂါကိုလည်းမမွေးပါနဲ့နောက်ပြီးတော့ကြီးလာမယ်လို့ရှိရင်အန်ဒီရပြုတ်နိုင်တဲ့တာယာတရိษံဆိုတာကမွေးထားလို့မကောင်းပါဘူးကြီးလာလို့ရှိရင်ငငယ်တော့ချစ်စရာကောင်းတယ်ကြီးလာလို့ရှိရင်အန်ဒီရပြုတ်မှာပါပဲဒါကြောင့်မလို့ဘလောက်သေးငယ်တဲ့တိုင်းသားလက်နက်ကင်ဖွဲ့ကိုမစိုးဘယ်တပုံဖွဲ့ကိုမစိုးငယ်တယ်ဆိုပြီးတော့ပမာဏမထားဘဲနဲ့ငယ်ကလေးကနေပြီးတော့ရှင်းပြထားမှသာလားနောက်ကြီးထွားလာတဲ့အခါမှာတိုင်းပြည်ကိုဒုက္ခမပေးနိုင်တာဖြစ်ပါတယ် PDF ကိစ္စမှာတော့လည်းစဖြစ်ခဲ့တဲ့အခါဖိဖိစီနှိမ့်နှင်းခဲ့မယ်ဆိုရင်ကျွန်တော်တိုင်းပြည်ဟာအခုလောက်ထိဒုက္ခမရောက်ပါဘူးပြီးခဲ့တဲ့ကိစ္စတွေလည်းထားလိုက်ပါတော့ပြီးခဲ့တဲ့ကိစ္စတွေရဲ့နမူနာယူပြီးတော့ကောင်းမွန်ခိုင်မာလာတဲ့စနစ်တစ်ခုလူယုံတွေကိုအခြေမခံဘဲနဲ့လူပုဂ္ဂိုလ်တွေကိုအခြေမခံဘဲနဲ့စနစ်ကိုအခြေခံတဲ့ခိုင်မာတဲ့ကြစ်လက်တဲ့အဖွဲ့အစည်းနိုင်ငံတော်တရက်တည်ထောင်နိုင်ပါစေလို့စွတ်မကောင်တောင်းရင်လည်းနေကုန်းချုပ်လိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးကိုယ်စိတ်နှဖျားကျန်းမာချမ်းသာကြပါစေ